နိုင်ငံခြားမှာကြုံရကြပန်းလုံနေရတဲ့အာဇာနည်ကိုအခုလိုစကားမျိုးပြောခဲ့လို့ online ဘောက်ကလူပြောများနေတဲ့ future သိအောင်မြင်နေတဲ့အနုပညာအလုပ်ကိုစွန့်လွှတ်ပြီးတော့နိုင်ငံခြားမှာအောက်ခြေတင်အလုပ်တွေလုပ်ကိုင်နေရတာကတော့အစိုးရကြီးအာဇာနည်ဖြစ်ပါတယ်။သူ့ရဲ့ပုံရိပ်လေးတွေက social media မှာအရနာမည်ကြီးလာတဲ့အခါမှာတော့ဒါကိုတွေ့မြင်သွားတဲ့ future သိကထင်မထားတဲ့စကားတစ်ခုကိုအခုလိုမျိုးထိထိမိမိပြောလာခဲ့ပါတယ်။အာဇာနည်ဆိုတာကအရင်တုန်းကတော့ဂီတအနုပညာလောကမှာတကယ်ကိုပြိုင်ဆိုင်ချတဲ့အစိုးရကြီးတယောက်ပါရှင်။သူရဲ့တခြင်းတန်စင်တွေကအရန်ရေပန်းစားလူကြိုက်များခဲ့ပြီးဒီနေ့အချိန်ထိလည်းအားပေးနေကြသူတွေရှိနေဆဲပါနော်။ခမမိုက်ပုံစံနဲ့ဂီတကိုစိတ်ကြိုက်ပုံဖော်ပြီးဖန်တီးတဲ့အာဇာနည်ကိုရှစ်တဲ့ပရိသတ်တွေတော်တော်လေးကိုရှိကြပါတယ်။ဒါပေမဲ့အာဇာနည်ကအကြောင်းမျိုးမျိုးကြောင့်မိသားစုနဲ့အတူနိုင်ငံခြားကိုအပြီးထုတ်သွားခဲ့တာပါ။အဲ့ဒီနောက်မှာတော့နိုင်ငံခြားကဘဝအခြေအနေကထင်တယ်လို့မလွယ်ကူခဲ့ပါဘူးမြန်မာနိုင်ငံမှာလိုဂီတအလုပ်တွေလည်းဆက်လို့မရတော့ပဲကြုံရဂျပန်အလုပ်တွေလုပ်ကိုင်ပြီးတော့မိသားစုကိုရှာဖွေကျွေးမွေးနေရတာဖြစ်ပါတယ်ဒါပေမဲ့အာဇာနည်ကဒါကိုရှစ်စရာတခုလို့သဘောမထားပဲဆိုရှယ်မီဒီယာမှာသူလုပ်နေရတဲ့အောက်ခြေတင်အလုပ်တွေအကြောင်းကိုဂုဏ်ယူစွာနဲ့တင်နေပါတယ်ဒါကြောင့် future တိုင်းကလည်းအာဇာနည်ရဲ့စိတ်ဓာတ်အပေါ်မှာမှတ်ချက်ပေးလာခဲ့တာဖြစ်ပါတယ်အာဇာနည်ကိုကြည်လိုက်ရင်တာမလူတွေတောင်မလုံးနိုင်တဲ့အောက်ခြေတင်အလုပ်တွေကိုဘလောက်ပဲပြင်ပန်းစွာလုပ်နေရပါစေအမြဲတမ်းပြုံးရွှင်နေတာပါနော်ကန်ဆေးကျန်းတိုက်ပလုံကောက်မိဖို့ချောင်းထဲမှာပြင်ပန်းစွာဟင်းတွေရှင်းနေရပေမဲ့တခါမှမငြင်းညူခဲ့ပါဘူးအရင်တုန်းကတခြင်းတစ်ပုတ်ဆိုလိုက်ရင်ဒေါ်လာထောင်နဲ့ချီရှာနိုင်ခဲ့တဲ့အလူတယောက်ကအောက်ခြေတင်အချိန်မှာအလုပ်တွေလုပ်ပြီးတော့ဒေါ်လာ100တောင်မရပေမဲ့စိတ်မပြတ်တဲ့အာဇာနည်ကိုလေးစားတယ်လို့ဆိုပါရရှင်ဘဝဆိုတာအနေအမြင့်အတိအကျတွေရှိတာမလို့တချိန်ကဘလောက်ပဲအောင်မြင်နေခဲ့ပါစေကြားတဲ့အချိန်မှလည်းကြားသွားအောင်ပါပါအာဇာနည်ကလည်းလက်ရှိမှာအရင်လိုအောင်မြင်တဲ့ဆိုတော်ကြီးမဟုတ်တော့ပဲကြုံရကြပန်းအလုပ်ကိုလုပ်ကိုင်နေရတဲ့တမန်လူတယောက်ဖြစ်သွားခဲ့ပါလေမကောင်းတဲ့မှတ်ရှစ်သဘောမျိုးနဲ့ဒီလိုပြောတာမဟုတ်ပဲအာဇာနည်ရဲ့စိတ်ဓာတ်ကိုလေးစားလို့ချီးကျူးပြောဆိုလာခဲ့တာပါရှင်future တိုင်းကလည်းအရင်လိုမြန်မာနိုင်ငံမှာမအောင်မြင်တော့ပေမဲ့သူမကတော့အောက်ခြေသိမ်းပကံမဆေးချင်တာကြောင့်တခြင်းတွေစစ်ဆိုးဖို့ကြိုးစားနေပါလေအာဇာနည်ကတော့မိသားစုအတွက်ဆိုရင်ကြုံရကြပန်းလို့ဖို့ဝန်မလေးတာကြောင့် future တိုင်းကတော့လေးစားပြီးရှိကျူးခဲ့တာပဲဖြစ်ပါလေ future တိုင်းနဲ့အာဇာနည်ဆိုတာကလေအရင်ကတည်းကခင်မင်ရင်းနှီးခဲ့ကြတဲ့အနုပညာမောင်နှမတွေမလို့တယောက်နဲ့တယောက်ပြောချင်တယ်လို့ပြောပြီးတော့အမှတ်ချက်ပေးခဲ့ကြတာပါအာဇာနည်ကလေသူကိုဘယ်သူတွေဘယ်လောက်ပဲဝေဖန်နေပါစေအထွေအထူးပြန်လဲတုံ့ပြန်နေတာမျိုးတော့မရှိပါဘူးဘာလို့ပဲဖြစ်လာရင်ဆိုင်လိုက်မှန်ဆိုတဲ့စိတ်ဓာတ်ပိုင်ရှင်တယောက်မလို့အရှုံးတွေကိုရင်ဝင်ပိုက်ပြီးပြုံးလေးနဲ့ဘဝကိုရှစ်ဆက်နေပါလေအရင်လိုအောင်မြင်တဲ့အနုပညာရှင်ဘဝကိုမရနိုင်တော့ပေမဲ့သားသမီးတွေနဲ့မိမအတွက်တော့အာဇာနည်ကအလုပ်ပေါင်းစုံလုပ်ပြီးတော့ရှာဖွေတာအောင်ပါတခါတော့ကလည်းသားလေးနဲ့အတူတူနိုင်ငံခြားမှာပလုံလိုက်ကောက်နေတဲ့မြင်ကွင်းလေးတွေကလူပြောများခဲ့သေးပါတယ်နော်ဝေဖန်သူတွေရှိတယ်လို့ချီးကျူးသူတွေလည်းရှိပေမဲ့လူတိုင်းကမတူညီတဲ့အမြင်တွေရှိတာမလို့ဘာမှအထွေအထူးပြောနေစရာမလိုတော့ပါဘူးအာဇာနည်ကအခုလိုအောက်ခြေတင်လုံးနေရတဲ့အလုပ်ကိုနေ့စဉ်ဘလော့ကလေးတွေအဖြစ်ရိုက်ကူးပြီးတော့ဆိုရှယ်မီဒီယာမှာအမြဲတင်ပေးနေပါfuture တိုင်းကလည်းအကိုတယောက်လို့ခင်ရတဲ့အာဇာနည်အတွက်အခုလိုမှတ်ချက်ပြီးပြောဆိုလာခဲ့တာဖြစ်ပါလေရှင်အောင်မြင်တဲ့ဘဝကိုစွန့်လွတ်ခဲ့ပြီးနိုင်ငံခြားမှာကြုံရကြပန်းရှိသမျှအလုပ်တွေတင်ကျုံလုပ်ပြီးတော့မိသားစုကိုရှာဖွေကျွေးမွေးနေရတဲ့အဆိုတော်အာဇာနည်ပေါ်ပိတ်သက်ကြီးတို့ရောဘယ်လိုမှတ်ချက်ပေးခြင်းလဲဆိုတာပြပြပေးခဲ့ကြပါအောင်နော်ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါရှင်